မင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ကယ်တင်ချင်းဆိုတဲ့သင်းကိုပုံမှန်တီးနေကြပုံစံမဟုတ်ဘဲနဲ့ snare လေးနဲ့တီးလို့ရအောင်လုပ်ပေးလိုက်ပါတယ်တစ်ချက်လောက်ကြည့်ကြအောင်သူရဲ့ original key အတိုင်းပဲကျွန်တော်တီးပြပေးလိုက်တယ်တအားကြီးတော့မဟုတ်တော့ဆိုတော့ pattern ကိုတစ်ချက်ကြည့်မယ်သူ့ကိုကျွန်တော်တို့က snare သွင်းမှာဖြစ်တဲ့အတွက် pattern ကို harmony အတန်ကိုထည့်ရမယ် harmony အတန်ထည့်ရမယ်ဆိုရင်ကျွန်တော်က4ရဲ့3ရဲ့ကိုယူဖို့လာအတွက်ဒီမှာပြင်ဆင်ထားရတယ်အဲ့တော့ဒါမျိုးလေးသွားလိုက်တယ်ဆိုတော့pattern အများဆိုလို့ရှိရင် bass နဲ့4 3 bass နဲ့ snare 4 3 bass နဲ့ snare 4 3နည်းနည်းလေးတော့သူမြင်တယ်အဲ့လိုလေးလာမှာပြီးရဒီတိုင်းလာမှာဖြစ်ပါတယ် bass နဲ့ snare 4 3အဲ့တိုင်းလေးပဲတီးရုံပဲဒါပေမဲ့သူဒုတိယကျွန်တော်တို့ဟာပါဆိုလို့ရှိရင်ဒုတိယလာတဲ့ bass နဲ့ snare လေးသုံးပါဆိုရင် bass ကိုမတီးပဲနဲ့ strum တန်ကိုယူပြီးတော့ cup တန်ပြည့်ယူလိုက်တယ်အဲ့တော့စပြီးဆိုကြည့်လို့ရပြီ cup တွေကတော့ဒါတွေပဲ C G D minor C G အဲ့တိုင်းလေးပဲတီးရုံပဲဒီချင်းမှာဆိုရင်ကျွန်တော် rhythm နဲ့ဒီ finger picking ခေါ်သွားတာပေါ့နော်အခြေခံနေတဲ့ဒီနှစ်ခုကိုရောပြီးတော့လုပ်ပေးထားတယ်ဆိုတော့ pre ရောက်လို့ရှိရင်ကျွန်တော် rhythm တီးရမှာကဲဒီချက်ကြည့်ကြအောင်ရန်သူတွေလေးဝိုင်းနေခြင်းရင်မတန်ရရီသာတွင်ကြည့်ကြည့်ကွယ်ရှိလာအန်ရီလေးရောက်နေခြင်းရှင်ပြရင်ဆိုင်ရမှာရေးနေမှာရှိလာကျွန်တော်တို့ read သွားတော့မယ်ဝါရဲ့ဒုက္ခကနေစကြဝါမဖြစ်ရှင်နာရီမဖြစ်ခဲ့ကြOh miss it all ရာဇနေတို့ကမလို့စနေအစွန်ပြင်းနေဝါရီအားလုံးနေတမ်းပေါင်းများစွာလူနေတာမင်းရောက်တယ်แล้วဆိုလို့ရှိရင်ဒီသင်းကတီးလို့ရပါပြီဒီမှာတီးထားတဲ့ pre chorus ရဲ့ chorus ရဲ့ဒီနှစ်ခုက pattern မတူဘူးသူ့ကိုကျွန်တော်ဒေးစိပြန်ပြောပြပေးမယ် pre chorus ရောက်လာပြီဆိုတာနဲ့သူ့ရဲ့သင်းတန်ပုံနဲ့ light အောင်စလုံးကိုအပြည့်သုံးပါတယ် up down up down up down 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 up down up down pattern ကဒါပေမဲ့ chorus ကိုရောက်လာပြီဆိုလို့ရှိရင် main bass ကောင်းတယ်သူ vocal ကလည်းလုံးကြီးတွေသွားတာဖြစ်တဲ့အတွက်သူ့ကိုကျွန်တော်တို့က pattern ခွဲလိုက်တယ်ဒီလိုကိုရဟာပါဆိုလို့ချင်း down 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 up down down ဆိုပြီးလာတယ်အေးပထမဆုံးလာတဲ့နေရာ main ဆိုရင်အဲ့လိုမျိုးအဆန်နေပြင်းပြင်းနေတီးရမှာဖြစ်ပါတယ်ဒီသင်းကအဲ့လိုတီးမှာသင်းရဲ့ပုံစံလေးကပို့ပြီးပေါ်လာမယ်မြောင်းကျော်လာမှာဖြစ်ပါတယ်ဆိုတော့ကျန်တာကတော့ verse ပြန်ဝင်နေ finger pick လေးနဲ့ပြန်ဝင်လိုက်ရန်သူလေးလေးရောက်နေခြင်းရင်ဆိုင်တဲ့ရရီသာတွင်ကြည့်ကြည့်ကွယ်ရှိလာဒါ original key mainly key ပဲကျွန်တော်ကအတန်ကိုနှိမ့်ဆိုတာပေါ့နော်ဆိုတော့ယောက်ျားလေးပဲဖြစ်ဖြစ် main လေးပဲဖြစ်ဖြစ် key စီနဲ့ဆုံးလို့ရနိုင်တယ်ဒီသင်းကိုဒီလောက်ဆိုလို့ရှိရင်အစအဆုံးတီးလိုက်လို့ရပြီအလုံးစုံ pattern 3ခုရှိရယ် finger pick ပြီးရင် slow cuckoo full pattern တီးတယ်တတိယcorrect ရောက်လာတာနဲ့ pattern ကိုကျွန်တော် down 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 up နဲ့တွားလိုက်ပြီဆိုရင်ဒီသင်းကိုအစအဆုံးတီးလို့ရပါလိမ့်မယ်အားလုံးပဲဒီလောက်ဆိုလို့ရှိရင်တော့တီးလို့ရပါမှာ thank you ပါသူ key ပြောင်းတာပါသေးရယ်ပေါ့နော် key ပြောင်းတာဆိုရင် key ပြောင်းရုံပဲ pattern ဒါပဲ
ကနေပြီးတော့ D ကိုပြောင်းသွားတာပေါ့နော်ဆိုတော့ static ကိုမြင်သွားတဲ့ key ကိုပြောင်းသွားတာဆိုတော့ကျွန်တော်တို့အတန်ကတော့တူတူပဲ key ပဲပြောင်းဒီလုံးဒီပြောင်းဒီုံနဲ့ဒီလိုရမှာဖြစ်ပါတယ်အားလုံးပဲဒီသချင်းလေးရအဆင်ပြေပါပါ finger picking လေ့ကျင့်စရာဆောင်းလေးတခုလည်းဖြစ်ပါတယ် thank you ပါ